ဒါကတော့ကမ္ဘာအဆက်ဆုံးရာမင်ခောက်ဆွဲပဲဖြစ်ပါတယ်။ဟင်းရည်ထဲမှာကမ္ဘာတတိယမြောက်အဆက်ဆုံးမယုတ်သီးဖြစ်တဲ့အိန္ဒိယရဲ့ ghost pepper ဘုံမယုတ်ပါဝင်တာကြောင့်လွန်လွန်ကဲကဲဆက်ဆူတဲ့အရာတာကိုပေးစွမ်းနိုင်ပါတယ်။ဒီလူဟာငရဲရာမင်ကိုပထမဆုံးအကြိမ်စမ်းသက်တောက်သုံးကြည့်တာဖြစ်ပါတယ်။သူမသိခဲ့တာကတော့ဒီခောက်ဆွဲရဲ့အဆက်ကိန်းကနန်းဟာလဘတရအထိရှိနေတာပါပဲ။သူကတော့ဘာမှမသိပဲအလေအလတ်အဆက်လဘကိုပဲမှာယူခဲ့ပါတယ်။တကယ်တော့အဆက်ဆုံးစားနိုင်ပါတယ်ဆိုတဲ့အငြင်းရန်ဖောက်တယ်တွေတောင်လဘတစ်ဆက်ထက်ပိုမမှာရဲကြပါဘူး။ဆိုင်ရှင်ကတော့ပြုံးစီစီနဲ့ငြင်းကြည့်နေတယ်လို့အခြားစားသုံးသူတွေကလည်းအံ့အားသင့်သွားကြပါတယ်။ထို့နောက်ဆိုင်ရှင်ဟာမိဖို့ကြောင့်ထဲဝင်ပြီး ghost pepper အမှုန့်အစုံ90ကိုဟင်းရည်ထဲထည့်လိုက်ပါတယ်။အနက်နဲ့တင်မီတာ100အကွာမှာရှိတဲ့လူတွေကိုတောင်ချောင်းဆိုးသွားစေနိုင်ပါတယ်။အဲ့ဒီလူကတော့ရဲရဲနေနေတဲ့ဟင်းရည်ကိုစကားမဆိုပဲစိုက်ကြည့်နေခဲ့ပါတယ်။တစ်ဆိုင်လုံးကလည်းသူ့အဆက်ကွဲမဲ့အချိန်ကိုစောင့်မျှော်နေကြတာပေါ့။သူကခောက်ဆွဲကိုဂယုတစိုက်နဲ့ပထမဆုံးတစ်လုံးစစားလိုက်ပါတယ်။နောက်တစ်စက္ကန့်မှာတော့သူ့မျက်လုံးတွေပြုတ်ကျသွားခဲ့ပါတယ်။အရသာကတကယ်ကိုငရဲပြည်ကိုရောက်သွားတယ်လို့မျိုးပါပဲ။အဆက်ပြေစေဖို့အမြန်ပဲရေကိုလှမ်းတောက်လိုက်ရပါတယ်။ဒါကိုကြည့်ပြီးအခြားဖောက်တယ်တွေနဲ့ဆိုင်ရှင်တို့ကဝက်ဝက်ကွဲရေမောကြပါတော့တယ်။တိတ်ခါဆဲတဲ့အနေနဲ့သူဟာလက်မောင်းအင်ဂျီစားကိုမတင်ပြီးဆက်စားဖို့ဆုံးဖြတ်လိုက်ပါတယ်။ခဏအတွင်းမှာပဲသူ့နှဘူးကနေချွေးတွေတတဟင်းဟင်းကျလာပါတော့တယ်။ဒါကိုမြင်တော့စပွဲထိုးကထမင်းနဲ့အမြဲပန်းကန်တွေကိုယူလာပေးခဲ့ပါတယ်။သူကအဆက်သက်သာအောင်ထမင်းနဲ့တွဲပြီးအသားနဲ့ခောက်ဆွဲကိုတွဲဖက်စားသုံးလိုက်ပါတယ်။မျောလေးမထားပဲအရသာကပိုလို့တောင်ကောင်းမွန်သွားခဲ့ပါတယ်။သူအရသာရှိရှိစားနေတာကိုမြင်တော့စောစောကလှောင်ပြောင်ခဲ့ကြတဲ့ဖောက်တယ်တွေကပါသူ့ကိုလေးစားသွားကြပါတယ်။မကြမီမှာပဲသူဟာခောက်ဆွဲတစ်ပတ်ကန်လုံးကုံအောင်စားလိုက်ရုံမကဟင်းရည်ကိုပါကုံအောင်တောက်ပြလိုက်ပါတယ်။ဆိုင်ရှင်ကသူ့ကိုဒီဆိုင်တကားအပြင်ဘက်ရောက်ရင်ဒီခောက်ဆွဲတစ်ပတ်ကန်ရဲ့စစ်မှန်တဲ့အတိတ်ပဲကိုနားလည်သွားလိမ့်မယ်လို့ပြောလိုက်ပါတယ်။သူလဲဇဝေဇဝါနဲ့ဆိုင်ပြင်ကိုထွက်လိုက်တဲ့အခါအေးမြတဲ့လေပီလေးတိုက်ခတ်သွားခဲ့ပါတယ်။သူ့ကိုယ်သူတစ်လွင်လန်းဆန်းသွားသလိုအတစ်တဖန်ပြန်လည်မွေးဖွားလာသလိုမျိုးချက်ချင်းခံစားလိုက်ရပါတယ်။အဲ့ဒီချိန်ကစပြီးသူဟာအဆက်စာတွေကိုယူယူငူငူကြိုက်ညက်တက်သွားခဲ့ပါတော့တယ်။ရုံးပြန်ရောက်တော့လုပ်ပေါ်ကိုင်ဘက်တွေကသူငရဲရမင်းကုံအောင်စားခဲ့တယ်ဆိုတာသိသွားကြတာကြောင့်သူ့ကိုအသားကင်ဆိုင်တစ်ဆိုင်ကိုခေါ်သွားကြပါတယ်။အဲ့ဒီဆိုင်မှာတော့ကမ္ဘာဒုတိယမြောက်အဆက်ဆုံးမယုတ်သီးဖြစ်တဲ့ Corona Reaper နဲ့လှုပ်ထားတဲ့တို့ဆရာဆော့ကိုတုံးထားတာပါ။သူကအသားကင်တစ်ဖက်ကိုယူဆော့ထဲနှစ်ပြီးစားလိုက်ပါတယ်။ပထမတော့အတော်လေးရတာရှိတယ်လို့ထင်ခဲ့ပေမဲ့နောက်တစ်စက္ကန့်မှာတော့ပြင်းထန်တဲ့အဆက်တန်ကြောင့်ဘဝကိုယ်တောင်စိတ်ကုန်သွားရမလို့ဖြစ်သွားပါတယ်။ဒါပေမဲ့သူ့လုပ်ပေါ်ကိုင်ဘက်တွေကပြင်းအားမြင့်ငရုတ်သီးအစီကို soft ထဲထပ်မံပေါင်းထည့်လိုက်ကြပြန်ပါတယ်။အရှုံးမပေးခြင်းတဲ့သူဟာ Corona Reaper နဲ့မာလာငရုတ်သီး Sichuan peppercorns တို့နဲ့ပြုလုပ်ထားတဲ့အခြား sauce တစ်ခုကိုထပ်မံစိန်ခေါ်လိုက်ပါတယ်။တလုတ်စားလိုက်တာနဲ့အဆက်ရောထုံကျင်မှုပါတပြိုင်နက်တည်းခံစားလိုက်ရပါတယ်။သူ့အမြန်ပဲအေးလန်းတောက်လိုက်ရပါတယ်။စမ်းကြယ်တာကအဆက်တက်ကအသားကင်ရဲ့အရသာကိုပုံမကောင်းမွန်စေတာပါပဲ။စားလေပိုဆွဲလန်းလေဖြစ်လာခဲ့ပါတယ်။နောက်တစ်ဖက်ကိုယူပြီး sauce အဝတ်နှစ်ကအားရပါရဝါစားလိုက်ပါတယ်။အဆက်ကပြင်းထန်နေတော့မဲဆိုပေမဲ့ထူးခြားတဲ့အနံ့တင်းတင်းလေးကဆွဲဆောင်မှုရှိနေခဲ့ပါတယ်။စပွဲထိုးကအသားကင်တွေထပ်မံယူဆောင်လာပြီးလေပြားပေါ်တင်လိုက်တဲ့အခါမွှေးကြိုင်တဲ့အနံ့တွေဖုံးလွှမ်းသွားခဲ့ပါတယ်။သူလည်းစော့နဲ့တို့ကကျင်းနဲ့အားရစွာဆက်လက်စားသုံးခဲ့ပါတယ်။ညနေပိုင်းရောက်တဲ့အထိသူဟာအဲ့ဒီရတာအကြောင်းကိုပဲတွေးနေမိပါတော့တယ်။မယုတ်သီးကလွဲရင်ဒုတိယရတဲ့သူကိုဘယ်သူမှမမှတ်မိကြပါဘူး။သူဘာကြောင့်ညဘက်အထိအိတ်မပျော်ပဲနိုးနေရတယ်လဲဆိုတာကတော့သူကိုယ်တိုင်ပဲသိပါလိမ့်မယ်။